မင်္ဂလာပါဒါကတော့ကျွန်တော်ကြက်အမြင့်လေးကိုပဲတည်တံ့သုံးထားတာပါတေချာတန့်ရှင်ရေးလုပ်ပေးပါအရသာမုံငရုတ်ကောင်းမုံအကြော်မှုတစ်စုံအသုံးပြုထားပါတယ်ငါးငတ်ပြားရဲ့အနေငယ်ပြီးွားရင်တော့အားလုံးကိုအရသာဝင်အောင်နှည့်ပေးပါရေလုံးဝထည့်စရာမလိုပါဘူးစီပူလာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အရသာနှည့်ထားတဲ့ကြက်အမြင့်ကိုထည့်ပြီးတော့ကြော်သွားပေးပါကြော်တဲ့အခါမှာအကျွတ်အနေထားကမိမိကြိုက်နေတဲ့လောက်ထားပေးပါကျွန်တော်ကတော့လုံးဝကျွတ်မွားနေတဲ့အထီအောင်ကြော်သွားထားပါတယ်လုံးဝကျွတ်နေရဖြစ်တဲ့အတွက်အရင်ကစားကောင်းပါတယ်ကြက်သွန်အဖြူနီနဲ့ငှက်သီးစိမ့်ကိုလှော်သွားပေးပါလှော်လို့ရောင်ရဲသွားပြီဆိုရင်တော့ကျွန်တော်တို့ထောင်းထားပေးပါကြော်ထားတဲ့ကြက်အမြင့်ကြက်သွန်နီလှော်ထားတဲ့ငှက်သီးစိမ့်တွေကိုအခုလိုမျိုးထောင်းပြီးထည့်ပေးပါတခွားသည်ဂေါ်ဘီကြိုက်ရင်ဂေါ်ဘီထည့်လို့ရပါတယ်ကျွန်တော်ကတော့မထည့်ထားတော့ပါဘူးတမယာရည်လေးကိုပို့ပြီးတော့ထည့်ပေးပါချိုမှုန့်နှင်းငယ်အသုံးပြုထားပါတယ်ငါးငံပြရည်ပြီးွားရင်တော့အားလုံးကိုနေလို့ရပါပြီကြက်အမြင့်ကိုလည်းကြော်ထားပြီးတော့ကျွတ်နေအောင်ကြော်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တုတ်ထားတဲ့ပုံစံလေးကအရန်ယူစားလို့ကောင်းပါတယ်ကျွန်တော်တို့တုတ်နေကြအတုတ်တိုင်းမဟုတ်ဘဲနဲ့တမူထူးခြားပြီးတော့အရသာလေးကစားကောင်းပါတယ်ရှူရှဲရှဲကြိုက်သူတွေအတွက်ဆိုရင်တော့လုံးဝအဆင်ပြေပါတယ်ဒီပုံစံလေးမတုတ်စားဘူးဆိုရင်တော့တုတ်စားကြည့်ပါဟင်းကားလေးနဲ့ဆိုရင်တော့ပို့ပြီးတော့လိုက်ဖက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်